အားလုံးပဲမင်္ဂလာပါရှင်စိတ်စတာကနေပြန်လဲကြိုဆိုလိုက်ပါရယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့တဲဆုငိမ့်လို့ဆွေဆိုင်ကြော်ညာတွေကိုမရိုက်ရပဲဘာမှတချင်းစုံနေရတယ်လို့လူပြောများနေတဲ့အလားမယ် JK ဆိုဖီယာရဲ့အကြောင်းလေးကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရယ်ရှင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံကိုစားပြု Miss Grand International အလားမယ် JK ဆိုဖီယာကဘာမှတချင်းစုံနေရလို့လူပြောများနေတာလည်းဖြစ်ပါရယ်အထူးသဖြင့်တဲဆုငိမ့်တဲ့ရှင်ကလူပြောများနေတာဖြစ်ပါတယ်ပရိသတ်တွေအားလုံးမမိကြအောင်ပါမနစ်ကဒီချိန်ကာလလောက်မှာ Miss Grand မြန်မာတဲဆုငိမ့်ဟာပြိုင်ပွဲပြီးလို့ပြန်ရောက်လာတာနဲ့တပြိုင်နက်ကြော်ညာပြေမတဆူလို့ဖြစ်ခဲ့ပါတယ်ရွှေဆိုင်ကြော်ညာတွေကအစားကားကြော်ညာတွေအစုံသူမရဲ့ပုံရိပ်တွေနဲ့ပြည့်နေခဲ့တာပါရုပ်ရှင်ဇာတ်ကားကြီးမှာတော့ခေါင်းဆောင်မင်းသမီးရဲ့ဖြစ်ပါဝင်ရခဲ့တဲ့အထိအောင်မြင်မှုအရှိန်အဟုန်ကပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ Miss Grand လာမယ် JK ဆိုဖီယာရဲ့အလဲမှာတော့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။နိုင်ငံတကာပြိုင်ပွဲကြီးကနေပြန်ရောက်လာပြီးနောက်ပိုင်းမှာသူမကဆင်ရွှေရတနာကြော်ညာတွေတောက်ပါတဲ့မဂဇင်းမျက်နှာဖုံးတွေနဲ့တွေ့ရမယ့်အစားညဘက်ဖွင့်တဲ့ဘားတွေနဲ့စားတောက်ဆိုင်တွေမှာတချင်းဆိုဖြောပြနေရတဲ့အဆိုတော်တယောက်အဖြစ်သာဝမ်းနဲ့ဖွယ်ရမြင်နေရတာလည်းဖြစ်ပါတယ်။ဒီအချိန်လေးကိုကြည့်ပြီးတော့ပြည်သက်တွေကြားထဲမှာအမြင်နှမျိုးကွဲပြားနေပါတယ်။တချို့ကတော့နိုင်ငံကုန်ဆောင်အလှမဲ့တယောက်မြန်မာနိုင်ငံရဲ့အလှဆုံးစည်းဝင်တယောက်ကဒီလိုနေရာမျိုးမှာတချင်းဆိုပြီးတော့အခန့်နေတာကတိတ်ခါကြဆင်းနေအဆင့်အတန်းတစ်ခုကိုထိမ့်သိမ့်သိမ့်နေဆိုပြီးတော့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တချို့ကြပြန်တော့လဲအလုတ်ကန်ရှားပါတဲ့ကမှာကိုဝမ်းစာအတွက်ကိုရဲ့ဝါသနာအတွက်ရိုးသားစွာတချင်းဆိုတာဘာမှနေလဲဆိုပြီးတော့ JK ဆိုဖီယာဘက်ကနေနားလည်ပြီးနေကြတာလည်းတွေ့ရှိရပါတယ်ရှင်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တက်လည်းအနုပညာသတင်းကောင်းတွေကိုတင်ဆက်ပြီးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ပိုးချဖြူခင်ထက်တာလွန်တာကြောင့်အလုပ်တွေပြုလုပ်ပြီးတော့အရေးပေါ်စင်းရုံတင်လိုက်ရတဲ့မြတ်သူရဲ့အကြောင်းလေးကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။မြတ်သူကတော့လက်ရှိမှာအရေးပေါ်စင်းရုံတင်ထားရတာလည်းဖြစ်ပါတယ်။အခုတော့အရေးပေါ်စင်းရုံတင်လိုက်ရတာကသွေးပေါင်တွေတော်တော်လေးကိုထိုးကျနေတာကြောင့်ဖြစ်ပါတယ်။အလုပ်တွေကိုအသေးအံလုပ်ပြီးပိုးချဖြူခင်တဲ့တာလွန်ကျင်တာကြောင့်အခုလိုစင်းရုံတင်လိုက်ရတာလည်းဖြစ်ပါတယ်။အရင်ကစင်းရတဲ့ဘဝကနေလာရတာကြောင့်နောက်ထပ်စင်းရဲဖို့အတော်လေးကြောက်နေပြီးစိုးရိမ်နေတာကြောင့်အခုလိုသွေးပေါင်တွေကျပြီးစင်းရုံတင်လိုက်ရတဲ့အထီကိုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။မြတ်သူနဲ့မင်းသမီးပိုးချဖြူခင်တို့ကတော့တယောက်ကိုတယောက်အမြင့်ကျိုင်ဆိုင်နေတယ်လို့ထင်ရပါတယ်။မြတ်သူကလည်းပိုးချဖြူခင်အိမ်အောင်ပြုပြီးမကြခင်မှာပဲအိမ်အောင်ပြုသွားပြီးလက်ရှိမှာတော့စိန်ဆိုင်တစ်ခုကိုဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။အရန်ကိုချမ်းသာခြင်းပြီးပြည့်စုံတဲ့စိတ်များကြောင့်အလုပ်တွေကိုနှိမ့်မဲ့ညမဲ့စူးစမ်းနေကြတာလည်းဖြစ်ပါတယ်။ယောက်ျားလုပ်သူကအများကြီးထောက်ပံ့ခဲ့ပေမဲ့တကယ်တမ်းအလုပ်တွေကိုအစမတန်စူးစမ်းနေတာကတော့မြင့်သူပါ။အရင်လပိုင်းကတော့အိမ်အောင်ရင်အဆင်မပြေဘူးဆိုတဲ့သတင်းတွေကထပ်ပေါ်နေခဲ့ပါတယ်။ဒါပေမဲ့မြတ်သူကတော့သူတို့အိမ်အောင်ရင်အဆင်ပြေတဲ့အကြောင်းတွေကိုပြန်လည်ရှင်းပြထားတာလည်းတွေ့ရှိရပါတယ်ရှင်။